ဟုတ်ကဲ့ကျွန်တော်တော့အစုံမညွတ်ဖြစ်ပါတယ်ပစိဖိတ်ဆမ်မာအသင်းမှာကျွန်တော်မန်နေဂျာအနေနဲ့တာဝန်ယူထားပါတယ်ဟုတ်ကဲ့ဒီလိုပေါ့နော်ပွဲတိုင်းကိုနိုင်ရရှိနေတဲ့အတွက်တော့ကျွန်တော်အရင်ကမှဖြစ်ပြီလားပွဲတိုင်းကိုလည်းကျွန်တော်ကတဖြည်းဖြည်းချင်းပေါ့နော်အာယုံစုဆိုင်ကလေးတွေကိုဒေချာတင် जा ပြီးတယ်သူတို့လည်းပွဲတွေတပွဲပြီးတပွဲပေါ့နော်အာယုံစုဆိုင်ပြီးတပွဲချင်းစီသွားဖို့စိတ်ဓာတ်ကိုအဲ့လိုမျိုးထည့်ပေးပြီးတော့ training ကိုဒေချာလုပ်တာဟုတ်ကဲ့ဒီဟာလေးကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုရင်အခုဒီကိစ္စတွေလုပ်တယ်ပေါ့နော်ကျွန်တော်တို့အသင်းဟိုကတော့ဒီတပတ်ထဲမှာကျွန်တော်နှစ်ပွဲကန်ရတယ်ပေါ့နော်ရက်တွေအရန်ကိုကတ်နေနေရချားကန်ရတယ်ဆိုတာကြတော့ကျွန်တော်တို့ဒီ D1 အနေနဲ့ကြတော့တော်တော်ပင်ပန်းနေပေါ့ကလေးတွေတော့ပင်ပန်းတော့ကျွန်တော်တို့အနေနဲ့အဓိကဦးစားပေးရကျွန်တော် star member ဘိုင်းကိုအရင်တင်တယ်ကလေးတွေပြီးတော့မှကျွန်တော်ဒီကစားကွက်ပေါ့ဒီလိုမျိုးပွဲဆက်နေတဲ့အချိန်မှာကစားကွက်လေးတွေဘယ်လိုသွားရမလဲဘယ်လိုနေထိုင်ရမလဲတော့သူတို့ပြင်ပနေထိုင်မှုတွေကထိန်းချုပ်ပြီးတော့ကျွန်တော်တို့ဒီနိုင်ပွဲတွေရရှိအောင်ကျွန်တော်တို့ဒီပွဲကိုနိုင်ရရှိတယ်ပေါ့နော်အခု၄ပွဲအထိနိုင်ရရှိပြီးသွားပြီအဲ့လိုနိုင်ရရှိတဲ့အတွက်နောက်လည်းကျွန်တော်တို့ဆက်ပြီးတော့ပေါ့နော်တပွဲချင်းစီကိုနိုင်ရရှိတော့ဆက်လက်ကစားရမှာပါပရိသတ်တွေလိုချင်နေတဲ့အဖြစ်ကတော့ပရိသတ်ဆိုတာတော့ကျွန်တော်တို့မိမိနဲ့အားပေးတဲ့အသင်းအနိုင်ရရှိတော့သူကလိုချင်တာပေါ့နော်အဲ့ဒီလိုမျိုးဖြစ်အောင်လဲသူတို့ပျော်ရွှင်အောင်လဲကျွန်တော်တို့ကကစားပေးပါမှာ